ကြေးရွာမြေတွေနဲ့လေယာဆက်ပြိုးမြေတွေထဲမှာရွှေတူးဖော်ရေးလုပ်လာတာကြောင့်ရေထုညစ်ညမ်းတာတက်ရှိဇီဝဂေဟစနစ်တွေနဲ့တဘာဝပတ်ဝန်းကျင်တွေကိုပါထိခိုက်စေပါတယ်။ရွှေတူးဖော်ပြီးတဲ့နေရာတွေမှာဓာတုအကျွင်းကြံနဲ့ကြောက်တုံးကြောက်ခဲတွေသာကျန်ခဲ့ပြီးမြေစီလွာတွေကရွှေတန့်စင်တဲ့လုပ်ငန်းစဉ်အရရေနဲ့အတူမျောပါသွားကမြစ်ချောင်းထဲကိုရောက်ရှိကုန်ပါတယ်။မြေစီလွာပျက်စီးသွားတာဟာစိုက်ပျိုးရေးအတွက်အလွန်အရေးကြီးတဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။တဘာဝမြေစီလွာပြန်ဖြစ်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း30ကနေနှစ်ပေါင်း100အထိအချိန်ပြန်လည်ယူရပြီးမူလအတိုင်းပြန်ကောင်းဖို့ကရာနှုန်းပြည့်မသေးကြတော့ပါဘူး။တဘာဝမြေစီလွာ1စင်တီမီတာဖွဲ့စည်းနိုင်ဖို့15နှစ်ကနေနှစ်ပေါင်း30အထိကြာမြင့်နိုင်ပါတယ်။ရွှေတူးဖော်ထုတ်လုပ်တဲ့အခါမှာရွှေတန့်စင်တဲ့နေရာမှာအသုံးပြုကြတဲ့ပြဒါဆိုဒီယမ်ဆိုင်ရာနိုင်စတဲ့အလွန်ကြောက်စရာကောင်းတဲ့ဓာတုပစ္စည်းကျွင်းကြံတွေကြောင့်ဆန်စပါးသီးနှံအပင်တွေရှင်သန်ဖို့ခက်ခဲစေနိုင်တယ်လို့ရေနေတ္တဝါတွေလူတွေရဲ့ကျန်းမာရေးကိုပါဆိုးဆိုးရွားရွားထိခိုက်စေမှာပဲဖြစ်ပါတယ်။